မင်္ဂလာပါဒီတစ်ခေါက်တင်ဆက်မှုမှာကျူဆိုပါတယ်ဒီနေ့မှာတော့ပန်နာရေးပုံစံ blueprint ဆိုတဲ့ခေါင်းစဉ်အောက်ကနေ project ရဲ့တန်ဖိုးကိုဘယ်လိုတွက်ချက်သတ်မှတ်ကြတယ်လဲဆိုတာကိုအတူတူလေးလာကြည့်ကြပါမယ်အိမ်လေးကိုနီးပါးပြင်မယ်အလားစင်မယ်ဆိုပြီးစလိုက်ရကနေဘတ်ဂျက်တီပဲရောက်သွားမယ်မသိအောင်ဖြစ်သွားဘူးလားဟုတ်ပါတယ်အဲ့ဒီလိုမျိုးပေါ့ကိုယ်တိုင်လုပ်တဲ့ DIY project လေးတွေမှာတောင်ကုန်ကျစိတ်ကမတိမချဖြစ်တတ်တာတဘာဝပါပဲကဲအဲ့ဒီကနေအကြီးစားစီမံကိန်းတွေဘက်ကိုတစ်ချက်ကြည့်လိုက်ရအောင်မိုးမျောတိုက်ကြီးတစ်လုံးမဆောက်ခင်တန်တိုင်တစ်ချောင်းတောင်မချရသေးခင်မှာကုန်ကျစရိတ်ကိုဘယ်လိုများကြိုသိနိုင်ကြပါသလဲဒီလို project ကြီးတွေမှာတော့ဒါကိုဖြည့်ရှင်းဖို့ professional နည်းလမ်းတွေရှိနေပါတယ်အစောကမဲကုန်းရဲ့အဖြေကတော့ကုန်ကျစရိတ်ခန့်မှန်းခြင်းဒါမှမဟုတ် estimation ပါပဲရိုးရိုးလေးပြောရရင်တော့ဆောင်းလုံးရဲ့လုပ်ငန်းတစ်ခုကိုအစဆုံးပြီးဖို့လိုအပ်တဲ့ဖြစ်စီအရွယ်အတွက်ကုန်ကျစရိတ်ဒါတွေအားလုံးကိုဒီဇိုင်းပုံစံတွေပုံမူတည်ပြီးတွက်ချက်တဲ့လုပ်ငန်းစဉ်တစ်ခုပေါ့ဟုတ်ပြီဒီတော့ estimation ဆိုတာဘာလဲဆိုတာကိုနည်းနည်းလေးအသေးစိတ်ကြည့်လိုက်ကြရအောင်ဒါကကဏ္ဍနဲ့ချီပဲတွက်ချက်နေတာမဟုတ်ပါဘူးတကယ်တော့ project တစ်ခုလုံးရဲ့ဘန်ဒါရေးဆိုင်ရာအခြေခံအုံးမြစ်ကြီးတစ်ခုလိုပါပဲ estimation ကဘာကြောင့်ဒီလောက်တောင်အရေးကြီးရလဲအဓိကကတော့ဒါ project တစ်ခုလုံးအတွက်လမ်းပြမေပုံတစ်ခုဖြစ်နေလို့ပါပဲဘယ်ပစ္စည်းတွေလုံးမလဲလူဘလောက်လုံးမလဲငွေဘလောက်လုံးမလဲဒါတွေကိုကြိုတင်စီစဉ်လိုက်တော့အလုပ်တွေရှုပ်ထွေးရတယ်မလိုအပ်ပဲငွေကုန်ကြေးကြများတာတွေကိုရှောင်ရှားနိုင်တာပေါ့ဒီလုပ်ငန်းစဉ်တစ်ခုလုံးရဲ့နောက်ခွဲကအဓိကကျတဲ့ကျွမ်းကျင်ပညာရှင်ကတော့ပါရမာဏတိုင်တရေးမှုဒါမှမဟုတ် quantity surveyor ပါပဲသူတို့ဟာဆောက်လုပ်ရေး project တစ်ခုရဲ့ပန်တာရေးပြီးသူကတွေလို့တောင်းတင်စားလို့ရပါတယ်ကောင်းပြီခမန်းချေစီရင်နေအားလုံးကတော့တပုံစံနေရမဟုတ်ပါဘူးပညာရှင်တွေက project ရဲ့အဆင့်ကိုလိုက်ပြီးအဓိကချင်းကပ်ပုံနှမျိုးကိုသုံးကြပါတယ်ဆိုတော့ခမန်းချီမှာအဓိကလမ်းကြောင်းနှစ်ခုရှိရလို့ပြောလို့ရတယ်ပထမတစ်ခုကအကျန်းဖြင်းခမန်းချီပေါ့ဒါက project အစမှာကုန်ကျစရိတ်ဘယ်လောက်ရှိမလဲဆိုတာကိုအမြဲဆုံးသိရအောင်လုပ်တဲ့ပုံရံတစ်ခုလိုပဲ okay project ကိုရှေ့ဆက်ဖို့အတည်ပြုချက်ရပြီဆိုရင်တော့ဒုတိယလမ်းကြောင်းဖြစ်တဲ့အသေးစိတ်ခမန်းချီကိုပြင်ဆင်ရပါသည်ဒါကမှတကယ်ကိုတိကျတဲ့ blueprint ပေါ့အကျန်းဖြင်းခမန်းချက်ကကနိုးစိတ်ကိုရဲ့ကြံရင်တွေထက်အသုံးဝင်ပေမဲ့တကယ် project ကြီးတွေလည်းအောင်မြင်မှုကတော့အသေးစိတ်ခမန်းချီဆိုင်ရင်ဘယ်လောက်တိကျတယ်လဲဆိုတဲ့ပုံမှာအများကြီးမူတည်နေပါတယ်ကဲဒါဆိုပညာရှင်တယောက်ကအသေးစိတ်ခမန်းချီဆိုင်ရင်အဲ့ဒီ blueprint ကိုဘယ်လိုတိဆောက်တယ်လဲဆိုတာကြည့်လိုက်ကြရအောင်ဒါကသဘောတရားကနဲ့လက်တွေ့စီကိုကူးပြောင်းတာပေါ့နော်တရားလုံးရဲ့စကတော့ဒီဇိုင်းပုံစံတစ်ခုပါပဲဥပမာဒီမှာပြချတဲ့အခန်းနဲ့ခန်းပါစောင့်ရရဲ့ချန်ခီပုံစံလိုပေါ့ဒီပုံစံတွေကမြင်းချောင်းတိုင်းအတိုင်းတိုင်းနာနေပဲလူရတဲ့ပစ္စည်းမမနာကိုစပြီးတွက်ချက်ရတာပါပြီးတော့ foundation လိုမျိုးအစိပ်ပိုင်းတိုင်းကိုလည်းအသေးစိတ်ခွဲခြားစစ်ဖြာရတာပါဆိုလိုတာက project တစ်ခုလုံးကိုအလွာလိုက်ခွဲခြားပြီးဘာတစ်ခုမှမကြံခဲ့အောင်တိတိကျကျစစ်ဆေးတိုင်းတာရတာပါဒီရှုပ်ထွေးပုံရတဲ့လုပ်ငန်းစဉ်ကိုရိုးရှင်းတဲ့အဆင့်3ဆင့်နဲ့ရှင်းပြလို့ရပါတယ်ပထမဆုံး taking off မှာပုံစံတွေကနေအတိုင်းတာအလုံးကိုယူပါတယ်ပြီးရင် abstracting အဆင့်မှာအမျိုးအစားတူတဲ့အရာတွေကိုစုလိုက်တယ်နောက်ဆုံး billing အဆင့်မှာတော့စုစုပေါင်းပမာဏတွေကိုသက်ဆိုင်ရာဈေးနှုန်းတွေနဲ့မြောက်ပြီးကုန်ကျစရိတ်ကိုတွက်ထုတ်လိုက်တာပါပဲကျွမ်းကျင်တဲ့ခံမှန်းချေခြင်းဆိုတာမျက်စိရှိမှမြင်နေရတာတွေကိုပဲတွက်ချက်တာမဟုတ်ပါဘူးမမြင်နိုင်သေးတဲ့မမျှော်လင့်ထားတဲ့အရာတွေတော့ပါကြိုတင်ပြင်ဆင်ထားရပါမယ်ညတော့အထင်တော့ project ရဲ့စုစုပေါင်းကုန်ကျစရိတ်တွေက3%နဲ့5%လောက်ကို contingency ဆိုပြီးခြံထားလေးရှိပါတယ်ဒါတော့ဘာအတွက်လဲဆိုတော့ရုတ်တရက်ပစ္စည်းဈေးတက်တာတို့မထင်မှတ်ထားတဲ့ပြင်ဆင်မှုတွေပေါ်လာတာတို့လို့ကြိုတင်ခံမှန်းလို့မရတဲ့အတုံးစိတ်တွေအတွက်ဗန်ဒါရေးအားကားွယ်တစ်ခုပေါ့နောက်ထပ်1.5%ကနေ4%လောက်ကိုတော့ work charged establishment အတွက်သတ်မှတ်ပါတယ်ဒါကလုပ်ငန်းခွင်မှာယာယီခန့်အပ်ထားရတဲ့ကြီးကြပ်ရေးမှုတွေအဆောင်တွေလိုဝန်ထမ်းတွေရဲ့လစာစရိတ်အတွက်ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့10%ကနေ17.5%ကမှ tools and plants ဒါမှမဟုတ် TNP အတွက်ခြံထားပါတယ်ဒါက concrete ရောစက်တွေ crane တွေလိုမျိုး project ကြီးတွေအတွက်လိုအပ်တဲ့အထူးဆက်ပစ္စည်းတွေငှားရမ်းဖို့ဝယ်ယူဖို့အတွက် budget ထုတ်ပါတယ်ဒီနယ်ပယ်မှာအသုံးများတဲ့ဝါဟာရတချို့ကိုလည်းတည်ထားရင်ပိုအဆင်ပြေပါတယ် Bill of Quantities တို့မဟုတ် BOQ ဆိုတာကတော့လိုအပ်တဲ့ပစ္စည်းအလုံးရဲ့အသေးစိတ်ဆိုင်ရင်ပါ Lump sum ဆိုတာကတော့အသေးစိတ်တွေ့ရခတ်တဲ့အလုပ်သေးသေးလေးတွေအတွက်သတ်မှတ်ထားတဲ့တလုံးတစ်ခဲတဲ့ဈေးနှုန်းဖြစ်ပြီး Prime Cost ဆိုတာကတော့ပစ္စည်းတစ်ခုရဲ့မူရင်းဝယ်စစ်ကိုပြောတာပါညီကုန်းချုပ်အနေနဲ့ပြောရရင်တော့ကုန်ကျစရိတ်ခန့်မှန်းခြင်း estimation ဆိုတာဟာပိတုကအပညာရှင်ရဲ့အိမ်မက်တွေကိုလက်တွေ့မှာဗန်ဒါရေးအရာအကောင့်ထဲပေါ်နိုင်အောင်အသက်သွင်းပေးတဲ့အရေးကြီးဆုံးပေါင်းကူတန်းတာတစ်ခုပါပဲ